အခုတို့ TikTok မှာအရန်နာမည်ကြီးနေတဲ့တရုတ်ကလာတဲ့ခရုမြစ်ချင်ခောက်ဆွဲရဲ့အရသာဘလို့လဲဆိုတာတငယ်ချင်းတွေကို review မေးပါမယ် ပေးပါမယ်ဘလောက်30မှာဆိုဘလောက်တစ်ကနေ30ဘလောက်ပေးမလား 3ပဲပေးမယ် 3ပဲပေးမယ်ဘာဖြစ်လို့လဲကဲ အရသာတိတ်မကြိုက်လို့ မကြိုက်လို့ကဲဒီမမချော4ပဲပေးတယ်ဟာ စားနေနေပေါ့ စားနေပို့လို့ကဲဟုတ်ပြီကဲဒီတယောက်ရော ငါရလဲ ငါလည်းလေ 3လောက်ပဲပေါ့ 3ပဲသူလည်းမကြိုက်ဘူးဒါဟိုတဲ့မကြိုက်ကြဘူးနာမည်အရင်ကြီးတယ်လို့ချက်စားနေတာမကြိုက်ကြဘူးကျမလည်း range ဘလောက်ပေးမလဲဆိုတော့ဟုတ်တယ်ပုံမှန်စားနေကြတော့ထူးထူးခြားခြားအဲ့လိုမျိုးတော့မရှိဘူးပေါ့နော်3-4လောက်ပါပဲဆိုတော့အခုဒီခောက်ဆဲကိုစားကြည့်ဖူးတဲ့သူတွေရောကောင်းတယ်လို့ထင်လားကြိုက်တဲ့သူတွေရှိလားဒီမှာ10ဆိုရင်ဘလောက်လောက်ကိုနံပါတ်ဘလောက်ထိပေးလဲပေါ့နော်ဒီမှာမှန်းခဲ့ပါဝယ်စားခြင်းနဲ့ဆိုရင်တော့ဘဒုံမာလမ်းမှာကောင်းလေးချောချောလေးတွေကချင်းကောင်း